ARSA RSO တို့ရဲ့လုပ်ရက်တွေကိုမွတ်စလင်ရေးရာကောင်စီရှုတ်ချရခိုင်ပြည်မောင်နှောခရိုင်တွင်းကဒေသခံများကိုမွတ်စလင်လက်နက်ကိုင်အဖွဲ့ ARSA နဲ့ RSA တို့ကဖမ်းဆီးနှိပ်စက်တပ်ဖြတ်နေမှုများမှာဒေသတွင်းတည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးကိုချင်းချောက်နေသဖြင့်ရင်းလုပ်ရက်အပေါ်လုံးဝရှုံချကြောင်းမောင်နှောခရိုင်မွတ်စလင်ရေးရာကောင်စီကထုတ်ပြန်လိုက်သည်အောက်တိုဘာလ25ရက်စွဲဖြင့်မောင်နှောခရိုင်မွတ်စလင်ရေးရာကောင်စီကထုတ်ပြန်လိုက်ခြင်းဖြစ်သည်မောင်နှောခရိုင်ကို ULA အုပ်ချုပ်ခဲ့ပြီးနောက်ဒေသတွင်းအခြေအနေများတိတိကျကျတည်ငြိမ်အေးချမ်းလာသည်ကိုတွေ့ရပြီးဒေသခံမွတ်စလင်များမှာဘာသာရေးပညာရေးကျန်းမာရေးနှင့်ခရီးသွားလာရေးကိစ္စများတွင်တိုးတက်ကောင်းမွန်လာကြောင်းမွတ်စလင်ရေးရာကောင်စီကဆိုသည်ထို့ပြင်မွတ်စလင်များအနေဖြင့် ULA ဌာနဆိုင်ရာများတွင်အမှုထမ်းခွင့်ရရှိလာခြင်းနှင့်ဘာသာရေးရိုးရာဓလေ့ကိစ္စများအတွက်မွတ်စလင်အကြီးအကဲများဖြင့်ဂျူရီအဖွဲ့ဖွဲ့စည်းဆောင်ရွက်ခွင့်ရရှိလာခြင်းတို့သည်ဒေသခံများအတွက်ဝန်တာစရာအခြေအနေများဖြစ်ကြောင်းဆိုသည်ကျွန်တော်တို့ကပညာရေးပိုင်းမှာဆိုရင်လဲစစ်ကောင်စီလက်ထက်တုန်းကအနှိမ်ခံရတာပါဆရာဝန်အမှတ်အင်ဂျင်နီယာအမှတ်မြင်ရင်လည်းတောတင်ခွင့်မရှိဘူးနိုင်ငံသားမဟုတ်ဘူးဆိုပြီးတော့ကန့်သက်ထားတယ်ပညာရေးမှာတော်တော်ကိုဆုံးရှုံးတယ်အခုကျတော့ကျွန်တော်တို့မျှော်လင့်ချက်အများကြီးရနေပြီဆိုတော့ဒီဒေသမှာအဲ့လိုမျိုးလူမျိုးရေးခွဲခြားမှုတွေဖြစ်လာမှာမမျှော်လင့်တော့ဘူးဟုမောင်နှောခရိုင်မွတ်စလင်အုပ်ချုပ်ရေးအကြံပေးဂျူရီလူကြီးဘာဆဲလ်က DMG ကကိုပြောဆိုထားသည်ထို့သောတိုးတက်လာမှုများကြောင့်ရခိုင်နဲ့မွတ်စလင်တို့ကြားလူမှုသဟဇာတဖြစ်နေပြီးငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးကိုအထောက်အကူပြုလာနေကြောင်းမောင်နှောခရိုင်မွတ်စလင်ရေးရာကောင်စီကထုတ်ပြန်ချက်ကဆိုသည်ဒေသတွင်တည်ငြိမ်အေးချမ်းတည်ငြိမ်မှုများရရှိနေခြင်းတွင် ARSA နဲ့ RSO အဖွဲ့များကအပြစ်မဲ့ပြည်သူများမကြာခဏဖမ်းဆီးနှိပ်စက်တပ်ဖြတ်မှုများကျူးလွန်နေခြင်းသည်တရားဥပဒေစိုးမိုးရေးကိုချင်းချောက်ခြင်းဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်မောင်တော်မြို့နယ်ကင်းချောင်းကျေးရွာနှင့်အောက်တိုဘာ24ရက်ကမယူတောင်ရှည်ရင်၌နွားကျောင်းနေသည့်အမျိုးသမီးငယ်တဦးပါဝင်ဒေသခံ3ဦးကို ARSA အဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးယခုချိန်ထိသတင်းအစအနမရဘဲပျောက်ဆုံးနေသည်ထို့တူအောက်တိုဘာ22ရက်ကလည်းရသေတောင်မြို့နယ်ဇီဒီပင်ကျေးရွာမှမောင်တော်မြို့နယ်ကြောက်ပန်တူရွာသို့ကုန်ပစ္စည်းဝယ်ယူပြီးပြန်လာသည့်ကားတစ်စီးကိုမောင်တော်မြို့နယ်မရိုယုကျေးရွာအနီးတွင် ARSA အဖွဲ့ကခြုံခိုတိုက်ခိုက်ခဲ့သဖြင့်အမျိုးသမီး2ဦးသေဆုံးပြီးအမျိုးသား2ဦးဒဏ်ရာရရှိခဲ့သည်သူတို့က ARSA RSO လူထုကိုနှိပ်စက်တာများတယ်လူတွေကိုဖမ်းတယ်လမ်းမှာတွေ့ရင်လည်းဟိုဟာပေးရမယ်ဒီဟာပေးရမယ်လူသစ်တွေပေးရမယ်ဆိုပြီးတော့အမျိုးမျိုးနှောက်ယှက်လို့သူတို့ကိုထောက်ခံကြတာမျိုးမရှိပါဘူးမောင်တော်မြို့4မိုင်ရက်ကွက်မှကိုနိုမိုထော်ဖော်က DMG နဲ့အင်တာဗျူးတွင်ပြောဆိုထားသည်ထို့ပြင်45 right ကဲ့သို့သောပြင်ပအဖွဲ့အစည်းချို့သည်ဒေသတွင်ငြိမ်းချမ်းစွာအတူနေထိုင်သည့်လူမှုအဖွဲ့အစည်းများရဲ့အတန်းကိုနားမထောင်ပဲအဖွဲ့အစည်းများ၏အကြမ်းဖက်အဖွဲ့အစည်းများရဲ့မဟုတ်မမှန်သတင်းများကိုသာသတင်းမှားများကိုသာအခြေခံပြီးဘက်လိုက်ဖော်ပြနေခြင်းပေါ်ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းမောင်နှောခရိုင်မွတ်စလင်ရေးရာကောင်စီရဲ့ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်ဆိုပါလောက်ရများသည်မွတ်စလင်နှင့်ရခိုင်တို့ကြားမယုံကြည်မှုတန်တရားများတင်းမာလာစေပြီးလူမှုသဟဇာတဖြစ်ထွန်းမှုကိုကြီးစွာအဟန့်တားဖြစ်စေသည်ဟုလည်းသုံးသပ်ထားသည်ဘူးသီးတောင်နှင့်မောင်တော်မြို့နယ်တွင်6လတာအတွင်း ARSA အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်အရပ်သား40ထက်မနည်းသေဆုံးပြီးဒဏ်ရာရရှိသူ20ဦးထက်မနည်းရှိကြောင်း DMG ပြုစုထားသည့်စာရင်းအရသိရှိရသည် ARSA RSO လက်နက်ကိုင်ဖွဲ့များသည့်ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသအရပ်သားများ၏အသက်အိုးအိမ်စည်းစိမ်တို့ကိုချင်းချောက်နေ၍ဒေသခံများနေဖြင့်တောတောင်ထဲနှင့်လူပြတ်သည့်နေရာများကိုတဦးတည်းသို့မဟုတ်လူနည်းစုနှင့်သွာလာမှုများကိုအတက်နိုင်ဆုံးမပြုလုပ်ကြရန်မဖြစ်မနေသွားရမည်အရေးကိစ္စများရှိပါကULA ရဲ့အုပ်ချုပ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များရှိရာအနီးဆက်ဆုံးနေရာများ၌သတင်းပေးပို့ပြီးမှသွာလာကြရန်နှင့် AA ကတတိပေးထားသည်